ညတန်းကောင်းရန်အချင်းအမောင်တူတွေမှာလူသူကင်းမဲ့နေတဲ့အခက်ရတန်းရုတ်တရက်ကြောင်းမဖွယ်အတန်ကြီးတစ်ခုချားလိုက်ရရင်ဘလို့နေမလဲဒီနေ့ကျမတို့လေးလာကြည့်မယ့်အကြောင်းအရာလေးကတော့ကန်တရားရမတ်နဲ့အမောင်မိုက်ဆုံးညတဲ့ညရဲ့အကြောင်းကိုချေမုန်းထားတဲ့စိတ်ဝင်စားဖို့ဇလန်တပူဖြစ်ပါတယ်အဖြစ်မဲ့သူတယောက်ရဲ့အသက်အန္တရာယ်မင်းကြီးတစ်ပါးရဲ့ထိမနိုင်ထိမရချင်နေတဲ့လောဘတွေနောက်ွယ်ကကြောင်းမဖွယ်အဖြစ်ပြက်ကိုအတူတူခန်းစားကြည့်လိုက်ကြအောင်ရှင်တူတနတ်တော်ဒီအတိုင်လေးလုံးဟာညတန်းခေါင်ရအမောင်ထူးထဲမှာပဲတင်ထက်လာတဲ့အရန်ကိုကြောင်းမဖွယ်ကောင်းတဲ့အတိုင်တွေပါရှင်လူချေတစ်ချိန်ကြီးမှာပကောင်းနေမောင်မတီထွက်ပေါ်လာတဲ့ဒီအတိုင်တွေကဘာကိုဆိုလိုတာလဲဒီအတိုင်တွေကပဲကြားရသူတိုင်းရဲ့အညိုးတဲ့ထိစိမ့်ဝင်သွားစေလောက်အောင်ခြောက်ချစေခဲ့လာပါရှင်အရာအာနဝပတိနေဒီကိုဆလမမင်းကြီးကစတင်ခဲ့တာပါဒီနေ့မှာမင်းကြီးဟာနန်းတော်ပြည်တွင်ပေါလာနေအောက်ကိုငုံကြည့်လိုက်ချိန်မှာအလွန်လှပတဲ့အမျိုးသမီးတအုပ်ကိုတွေးလိုက်ရတယ်တဒနာကအဲ့ဒီအမျိုးသမီးမှာခင်ပွန်းရှင်နေမန်တီတီရဲ့နဲ့ကိုမင်းကြီးရဲ့စိတ်ထဲမှာအလွန်ပြင်းထန်တဲ့ရမက်မိတွေတောက်လောင်လာခဲ့တာပါပဲဒီအစိတ်တဲ့ရဲ့ရမက်ကမင်းကြီးရဲ့စိတ်ကိုလုံးဝဖောက်ပြန်သွားစေပါတယ်ဘလောက်ထိလဲဆိုရင်အမျိုးသမီးကိုပိုင်ဆိုင်ရဖို့အတွက်အဖြစ်မရှိတဲ့ခင်ပွန်းတွေကိုတတ်ဖို့အထိရဆက်ဆက်အကြံစီတွေဖန်တီးလာတဲ့ထိပါပဲရှင်ကိုအနော်ကိုတုံးပြီးတူတဘာဘွားကိုဖျက်ဆီးဖို့ကြိုးစားခဲ့တာပေါ့အကြံပိုင်နဲ့မင်းကြီးဟာအမျိုးသမီးရဲ့ခင်မုန်းကိုနန်းတော်ခေါ်ပြီးမဖြစ်နိုင်တဲ့တာဝန်တစ်ခုကိုပေးလိုက်ပါတယ်။ညနေနေမဝင်ခင်နဂါးပြေကနေမြင်းနီဂျာနီကြံဖြူစတဲ့ရှားပါးပစ္စည်းတွေကိုအရောက်သွားယူခိုင်းတာပါရှင်။နေ့လည်ခင်းမှာအမင်းရလိုက်တဲ့ဒီစင်းရဲသွားခမရညနေဆောင်မှသူစားမဲ့သမင်းလေးကိုတောင်ကုသိုလ်ရပါစီတော့ဆိုပြီးလမ်းသွားလမ်းလာတွေကိုခွဲဝေလူတန်းခဲ့ရှာလာပါရှင်။နေဝင်စီးစားအချိန်လေးမှာတော့လူအိုရောင်ဆောင်ထားတဲ့နဂါးတစ်ကောင်ကသူ့ကိုစမ်းသပ်ပြီးပစ္စည်းတွေပေးလိုက်ပါတယ်။ဒါပေမဲ့သူမျိုးကိုပြန်ရောက်ချင်မှာတော့အရာအားလုံးကနောက်ကျသွားခဲ့ပါပြီ။ဘာလို့လဲဆိုတော့မျိုးတကားတွေကိုမင်းကြီးကတမင်တက်စိုးပိတ်ခိုင်းထားလိုက်လို့ပါပဲရှင်။တင်မင်းနဲ့အသက်လူပြေးရတဲ့ဒီမျိုးသားရဲ့ပင်မနှဲနေမှုကတကယ်ကိုရင်ကွဲစရာပါပဲ။ဒီနေရာမှာခဏလေးစဉ်းစားကြည့်အောင်ရှင်။တစ်ဖက်မှာကိုယ့်ရဲ့လောဘနဲ့ရမတ်ကြောင့်အိတ်မပြောနိုင်ပဲလူတတ်ဖို့အကြံစီရီနဲ့စိတ်ဆင်းရဲနေရတဲ့မင်းကြီးရဲ့ပူလောင်မှုနောက်တစ်ဖက်မှာကျတော့မတရားကွပ်မြတ်ခံရမှာကိုကြောက်လန့်ပြီးကြွက်သားလေးနာကျင်ကြိုက်ခဲတဲ့အထိအသက်လူပြေးလွှားနေရတဲ့အဖြစ်မဲ့ခင်ပွန်းတရဲ့ရုပ်ပိုင်းဆိုင်ရာဆင်းရဲဒုက္ခဒီစန့်ကျင်ဘက်အခြေအနေနှစ်ခုကလူတဘာဝရဲ့အမောင်မိုင်းဆုံးအစိတ်ပိုင်းတွေကိုမိမောင်းထုတ်ပြနေတယ်လို့ပါပဲရှင်ကိုဒုက္ခပြေးနေတဲ့မင်းကြီးရဲ့စိတ်ရိုင်းနဲ့အသက်ရှင်ဖို့ရုန်းကန်နေရတဲ့ဆင်းရဲသားရဲ့ဒုက္ခကိုရှင်းရှင်းလင်းလင်းမြင်တွေ့ရမှာပါအသက်ရှင်ဖို့အပြင်းထန်ကြိုးစားနေတဲ့အပြစ်ကင်းသူတယောက်အတွက်မျောလင့်ချက်တကားပေါက်တွေအားလုံးတမန်တက်ပိတ်ပင်ခံလိုက်ရရင်သူ့စိတ်ထဲဘလောက်တောင်ထိတ်လန့်သွားမလဲရှင်ခင်ပွန်းဒီခမမျိုးရကားနေပိတ်နေတာကိုတွေးလိုက်ရချင်းမှာမင်းကြီးဟာသူ့ကိုအကြောင်းမဲ့တေချောင်းကြံနေပြီဆိုတာကိုချက်ချင်းရည်မိသွားပါတယ်ဒါကြောင့်သူယူလာတဲ့ပစ္စည်းတွေကိုတကားပေါ်ကနေပစ်ချပြီးလုံးဝစိတ်ပြက်လက်ပြက်နဲ့ကြောင်းတော်တစ်ခုမှသွားရောက်ပုံအောင်နေခဲ့ရရှာပါတယ်ဒါဟာမျောလင့်ချက်ကင်းမဲ့သွားတဲ့လူတစ်ယောက်ရဲ့အဆိုးရွားဆုံးအခြေအနေပါပဲကဲအခုမင်းကြီးရဲ့အိတ်ခံဘက်ကိုပြန်လှည့်ကြည့်ရအောင်ရှင်ညတန်းခေါင်ရန်အချိန်ကြီးမင်းကြီးတယောက်အပြစ်မဲ့သူကိုမနှက်ဖြန်ဘလို့တက်ရမလဲဆိုအကြံဆိုးတွေတွေးရင်လူးလိမ့်နေချင်ပါပဲခုနကကျမတို့ပြောခဲ့တဲ့ဒုတနထောဆိုတဲ့အယိုးထဲထိစိတ်ပါစေမဲ့အတန်ကြီး၄ချက်ထွက်ပေါ်လာခဲ့ပါတယ်ဒီအတန်တွေကမင်းကြီးရဲ့ရက်ဆက်တဲ့အကြံစီတွေကိုချက်ချင်းရိုက်ချိုးလိုက်သလိုဖြစ်သွားပါတော့တယ်အရေးပြက်ပြီးအလုံးထိုက်လန့်နေတဲ့မင်းကြီးဟာမနက်မိုးလင်းတာနဲ့ပုံနာကြီးကိုခေါ်မေးပါတော့တယ်ဒါပေမဲ့အချင်းပြက်ပုံနာကြီးကမင်းကြီးရဲ့အကြောက်တရားကိုအခွင့်ကောင်းယူပြီးလှည့်စားခဲ့ပါတယ်ရှင်သူကိုယ်တိုင်လည်းပါအတန်မှမသိပြီမဲ့ဒီအတန်တွေဟာမင်းကြီးရဲ့အသက်အန္တရာယ်ကိုညွှန်ပြနေတာမှုသွေးထက်တန်ယိုရက်စစ်ပူဇော်မှုကြီးလုပ်ဖို့အကြံပေးခဲ့ပါတယ်ကိုယ့်ရဲ့ယာသူနဲ့လက်ပလာပမပြောက်ပြက်ဖို့အတွက်အပြစ်မဲ့သူတွေကိုစစ်တေဖို့အကြံပေးခဲ့တာဟာတကယ်ကိုယုံမရက်ဆက်လုံးပါတယ်ရှင်တရတဲ့ဒါဟာတာမန်ငန်းတခုမဟုတ်ဘူးနော်ရက်ပူဇော်ဟောတဲ့စင့်တရမြင်းတရနွားတရစိတ်တရနေစားပြီးယောက်ျားလေးတရမင်းကလေးတရစသဖြင့်အရာကိုယာကနန်းနီအစုလိုက်အပြုံလိုက်တက်ဖြတ်ဖို့အကြံပေးခဲ့တာပါရှင်တရမာကိုကြောက်နေတဲ့မင်းကြီးရဲ့အကြောက်တရားကဘလောက်တောင်ကြီးမားနေတယ်လဲဆိုတာကိုဒီအရေးအတွက်ကတက်သေးပြနေတာပါယင်တကယ်ကိုရင်းနှီးစရာပါပဲရှင်ဒါပေမဲ့အမောင်မိုက်ဆုံးအချိန်မှာအလင်းရောင်တစ်ခုပေါ်လာခဲ့ပါတယ်ရစ်ပူဇော်ခံရမဲ့အပြစ်မဲ့သူတွေရဲ့ငိုကြွေးတန်နဲ့စူညံနေချိန်မှာမလိကမိဖုရားကြီးဟာဉာဏ်ပညာကြီးမားစွာနဲ့ဝင်ရောက်ဟန်တာခဲ့ပါတယ်မိဖုရားကြီးရဲ့တည်ငြိမ်မှုနဲ့အကြောင်းပြချက်ခိုင်လုံမှုကမင်းကြီးကိုတတိဝင်စေခဲ့ပါတယ်ရှင်သူတပအသက်ကိုတက်ပြီးကိုယ့်အသက်ကိုရှင်အောင်လုပ်တဲ့ထုံးစံမရှိဘူးဆိုတာကိုထောက်ပြပြီးမြတ်စွာဘုရားထံတွားရောက်လျှောက်ထားဖို့လမ်းညွှန်ပေးခဲ့ပါတယ်ဒါဟာဒီအဖြစ်ပြက်ရဲ့အရေးကြီးဆုံးအချော့အကွယ်တစ်ခုပါပဲရှင်မြတ်စွာဘုရားထံရောက်တဲ့အခါမှာတော့အမှန်တရားပေါ်လွင်လာပါတော့တယ်
အဲ့ဒီအတန်တွေကမင်းကြီးအတွက်နေမိတ်ဆိုလုံးဝမဟုတ်ပါဘူးအတိတ်ဘဝကကြီးမားတဲ့စီးစိမ်တွေနဲ့နေချခဲ့ကြတဲ့သူထွေးသားလေးဦးဟာကိုစီးစိမ်ကိုအလွဲသုံးစားလွန်နှစ်ပေါင်း20တောင်တိုင်အောင်သူတစ်ပါးသားများကိုပြစ်မှားခဲ့တဲ့အတွက်လောဟကုမီငယ်ရဲဦးကြီးထဲမှာကြက်လောင်ခံရရင်ထွက်ပေါ်လာတဲ့ငယ်ရဲသူတောင်စားတွေညှိတွားတဲ့နေဖြစ်ပါတယ်အတိအကျပြောရရင်မင်းကြီးလက်ရှိဖြစ်ပေါ်နေတဲ့ရမတ်မျိုးကြောင့်သူတို့တွေအခုလိုကြောက်မက်ဖွယ်ကောင်းအောင်ခံစားနေရတာပါရှင်နှစ်ပေါင်း6တောင်ပါရှင်ဒီပမာဏဟာသူတို့ဆင်းရဲဒုက္ခခံစားရတဲ့အချိန်ကာလပါပဲစဉ်းစားကြည့်ပါဦးလောဟကုံပြီးငရဲအိုကြီးရဲ့အောက်ခြေကိုရောက်ဖို့အနှစ်3000မှကြာပြီးအပေါ်နှုတ်ခမ်းဝါကိုပြန်တက်လာဖို့နောက်ထပ်အနှစ်3000မှကြာပါတယ်တကယ်ကိုကိစ္စကနဲ့တွေ့ကြည့်လို့တော့မရနိုင်လောက်အောင်အလွန်ရှည်လျားလွန်းတဲ့ဒုက္ခကာလကြီးပါပဲရှင်အပေါ်ရောက်လာတဲ့တခဏလေးမှာစကားလက်ခွန့်ပြောဖို့ကြိုးစားပေမဲ့အဆုံးထိမပြောနိုင်ပဲပြက်မြုပ်သွားရတာပါဒူတာနာတော်ဆိုတဲ့အခရာတစ်လုံးချင်းစီတဲ့နောက်ွယ်မှာနည်းနည်းတဲ့နောင်တာတရားတွေရှိနေပါရဲ့ရှင်ဒူးဆိုတာကစီးစိမ်ရှိပေမဲ့အလိုမပေးခဲ့ရလေချင်းဆိုတဲ့နောင်တာတာကနှစ်ပေါင်းချုပ်တောင်းတိုင်အောင်ပူလောင်နေရတဲ့ဆိုတဲ့ဝန်ခံချက်နာကအဆုံးသက်ကိုမမြင်နိုင်တော့ဘူးဆိုတဲ့ယူကျုံမရဖြစ်မှုတော့ကတော့လူပြန်ချင်းရင်ကုတုတွေပြူပါတော့မယ်ဆိုတဲ့တောင်းဆိုချက်ပါဂါထာတစ်ပုဒ်လုံးအဆုံးထိရွတ်ဆိုခြင်းပေမဲ့ငရဲမီရဲ့ပြင်းထန်လွန်တဲ့အပူဒဏ်ကြောင့်အခရာတစ်လုံးသာပြောနိုင်ပြီးပြန်မြုံသွားရတာဖြစ်ပါရဲ့ရှင်တကယ်ကိုကြောက်စရာကောင်းလိုက်တာနော်ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ကံတရားရဲ့အကျိုးဆက်ကိုသိလိုက်ရတဲ့အခါမှာတော့မင်းကြီးဟာလုံးဝကိုတတိထံဝေကရသွားပါတော့တယ်သူတစ်ပါးသားများပေါ်ထားရှိတဲ့အစိမ့်တဲ့ရမက်ကိုချက်ချင်းဆွလွတ်လိုက်ပြီးဖန်စီရတဲ့အပြစ်မဲ့သူတွေကိုလည်းအကုန်လွတ်ဖေးခဲ့ပါတယ်ရှင်ဟိုဘက်ကခင်ပွဲမီတော့လေတေဘေးကနေလွတ်ကင်းသွားခဲ့တယ်လို့တန်တရားရဲ့ကြောက်စရာကောင်းမှုကိုနက်နက်ရှိုင်ရှိုင်နားရဲသွားခဲ့ပါတယ်ဒါဟာကျမတို့အားလုံးအတွက်တကယ်ကိုအတူယူစရာကောင်းတဲ့ကိုချင်းတရားဆိုင်ရာနိုးကြောက်မှုတစ်ခုပါပဲရှင်နိုးချနေသူအတွက်ညံ့တီရှည်လျားဤမောပန်းနေသူအတွက်ခီးတီရှည်လျားဤသူတော်ကောင်းတရားကိုမတည်တော်လူမိုက်အတွက်တန်တရားတီရှည်လျားဤဒီအဆိုအမိတ်လေးကဒီနေ့တင်ဆက်သွားတဲ့ဇလန်းတစ်ပုလုံးရဲ့အနှစ်သာရကိုအကောင်းဆုံးခြုံငုံပြသနေပါတယ်ရှင်ရမတ်ကြောင့်အိမ်မပျော်တဲ့မင်းကြီးရဲ့ရှည်လျားတဲ့ညအသက်လူပြရတဲ့ခင်ပွန်းတဲ့ရှည်လျားတဲ့ခရီးပြီးတော့ကာမဂုဏ်မှာရင်မိုးခဲ့တဲ့သွေးသားလေးဦးရဲ့ရှည်လျားလုံးနဲ့တန်တရားဒါတွေအားလုံးကကျမတို့အတွက်ကြီးမားတဲ့သင်ခန်းစာတွေပါပဲဒီကြောင့်ຢာလေးကနေဘိုးတူတန်နဲ့တန်ဝဲကတရားတွေရရှိလိမ့်မယ်လို့ယုံကြည်ပါတယ်ညီကုန်းချို့အနေနဲ့အားလုံးပဲချမ်းသာဒုက္ခအပေါင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်